မင်းကိုခုနှစ်ပကံလောက်တီးထုတ်လိုက်တယ်ဒီနေ့တော့ကဲလာကြက်ကရင်တုတ်ပြီးကျမပြမယ်နော်ဘာလို့ကြက်ကရင်တုတ်လို့ခေါ်လဲမမေးနဲ့မသိဘူး online မှာကျမလည်းရှာတာအဲ့လိုမျိုးတုတ်နည်းကိုလွန်ခဲ့တဲ့တစ်နှစ်ကျော်ရတည်ရကျမနေရင်တုတ်စားတယ်ပေါ့နော်အဲ့မှာကြက်အတောင်မှလည်း9000မိုးဝယ်လာတယ်9000မိုးဝယ်လာတော့ကျမကနှစ်ချောင်းမပြုတ်မယ်ခရုစီရဲ့အချုံမုတ်ရဲ့ငပြရဲ့ပဲငပြရဲ့အကြီးရဲ့စနွေးမှုတ်ရဲ့ဂျင်းထည့်ပြီးတော့ကျမပြုတ်လိုက်ပါတယ်ရှင်အဓိကအသက်ကကြတော့ငွေသီး6တောင်ဖြစ်ပါတယ်ရှင်ငွေသီး6တောင်မရှိရင်ကျမကဒီလိုမျိုးအကြမ်းဖက်နဲ့ထည့်ပြီးတော့ထောင်းပါတယ်ငွေသီးစင်းကကြိုက်ရင်ထည့်မကြိုက်ရင်ထည့်ပါနဲ့ကြက်သွန်လေးနဲ့ကြက်သွန်ဖြူလိုပါမယ်စားချုံမို့လေးထည့်ပြီးတော့ကျမအကုန်လုံးညံ့နေအောင်ထောင်းပါမယ်ကျမတော့ညံ့အောင်မထောင်းနိုင်လို့မညက်ပါဘူးနော်ဒါဆိုရင်ဟိုဘက်ချမ်းကပြုတ်ထားတဲ့ကြက်သားလေးရရပြီဆိုရင်ကျမအရေးသွန်ပစ်ပါတယ်အဲ့အဖက်တွေကိုရေအေးနဲ့တေချာဆေးကြောပြီးတော့ကျမအသားလေးရဲ့အခုလိုမျိုးနှွှင်လိုက်ပါတယ်နော်ပြီးတဲ့ဟာရဲ့ခုနကထောင်းထားတဲ့ငရုတ်သီးရဲ့ကြက်သွန်အနီရဲ့ရောသမမဟုတ်ဘူးကျမတို့တုတ်ပါမယ်တံမြာသီးလေးဖြူပါမယ်တံမြာသီးနေရာမကြီးရေအစားထိုးလို့ရပါတယ်သခွားသီးလေးကော်ပြီးရှင်ပိုကောင်းပါတယ်ကဲအကုန်လုံးကိုရောသမအောင်နေပါမယ်ဒီချိန်မှာစားချုံမိုးကကြတော့ရှင်တို့လိုရင်ထက်ထည့်ပေါ့နော်မလိုရင်မထည့်နဲ့ကျမတော့မလိုတော့ခံစားလို့ထပ်မထည့်တော့ပါဘူးနော်စသားမကိုလုံးဝမသုံးပါဘူးနော်အချုံမုံနဲ့စားကိုပဲကျမဒီထဲမှာသုံးထားပါတယ်ရှောက်ရလေးချိရင်ရှောက်ရလေးအပေါ်နောက်ဆုံးကျရင်ဖြူလိုက်နော်အလုံးဝထိမိခွထမင်းခွနဲ့ပကံကအေးစီပဲ